စင်ကာပူကစုပေးပွဲမှာကမ္ဘောဒီးယားတော်ဝင်မင်းသမီးနဲ့တွေ့ကြုံလုပ်ခဲ့တဲ့အပြုအမူကြောင့်ပြောစရာဖြစ်နေခဲ့တဲ့မေမြင့်မို့ကလက်ရှိမှာဆိုရင်ရုရှင်စကားကြီးတွေတောက်လျှောက်ရိုက်နေရကအနုပညာလောကမှာဈေးကွက်ဝင်မင်းသမီးတရားဖြစ်လို့နေတာပါ။ဒါပြင်စုရီကလည်းတောက်လျှောက်ဆိုသလိုရရှိလို့နေတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစင်ကာပူနိုင်ငံမှာဆုသွားယူခဲ့ရပါတယ်။မေမြင့်မို့ကမြန်မာနိုင်ငံတင်တမကနိုင်ငံခြားပေးအပ်တဲ့ဆုကြီးတွေကိုပါရရှိတဲ့အထိအောင်မြင်လာခဲ့တာပါ။စင်ကာပူနိုင်ငံကနိုင်ငံတီးမှာထူးချွန်တဲ့လူငယ်တွေနဲ့အနုပညာရပ်ဝင်ကလူတွေကို Hero of Fame 2025 ပွဲမှာဂုဏ်ပြုဆုချီးမြှင့်ပေးတာပါ။ဒီနေ့အတွက်လည်းမေမြင့်မို့ကဆုချီးမြှင့်ခဲ့ရတာပါ။ဒီတစ်ခေါက်ကပထမဆုံးဆုမဟုတ်ပဲပြီးခဲ့တဲ့2024ခုနှစ်အတွက်လည်းမေမြင့်မို့ကဆုရရှိခဲ့သေးတာဖြစ်ပါတယ်။ဒါကြောင့်မို့စိတ်မနေတော့ပဲဒီနေ့မှာတော့အရန်ကိုတက်ကြနေကြတာပါ။ပွဲကိုလည်းအပြူရောင်ဝတ်စုံလေးနဲ့ဝတ်သွားကမောင်လေးပြတူရှမ်းမြတ်နဲ့အတူသွားကြတာပါအဆိုပါပွဲမှာကမ္ဘောဒီးယားတော်ဝင်မင်းသမီးကျန်နာလေးဆူရရှိခဲ့တာပါဒါကြောင့်မို့ကိုပွဲမှာဆူယူဖို့တက်ရောက်ခဲ့ပါတယ်ကျန်နာကကမ္ဘောဒီးယားနိုင်ငံရဲ့ဘရင်မြေတော်ဖြစ်သလိုတော်ဝင်မင်းသမီးပွဲအနှင်ခံထားတာပါအသက်ငယ်သေးပေမဲ့တော်ဝင်မင်းသမီးတယောက်မှရှိတဲ့အရေးချင်းရှိသလိုအနေထိုင်ရလေတိမ်မွေလွန်းသားကြောင့်အာရှနိုင်ငံတွေအထိတော်ကြပါတယ်ဒါပြင်ကျနာကမင်းသမီးဆိုပြီးမမနာမကြည့်ပဲပေါင်တင်ဆက်ဆံရေးကောင်းသူတယောက်ပါနာမည်ကြီးတော်ဝင်မင်းသမီးနဲ့စုအတူတူတက်ယူရတဲ့အတွက်မင်းမြင့်မှုကတပ်ပုံတွေလည်းအတူရိုက်ခဲ့ပါတယ်ဒါပြင်ပွဲပြီးသွားတဲ့အချိန်မှာမိတ်ဆက်စကားတွေလည်းပြောနေကြတာပါကျနာကမင်းမြင့်မို့ဘက်ကမိတ်ဆက်စကားပြောတဲ့အချိန်မှာချိန်မို့ချိန်မရှိပဲအရင်ကိုတိမ်မွေးကယိုတည်နေကြတာပါသူမကနိုင်ငံရဲ့တော်ဝင်မင်းသမီးတရားဖြစ်ပေမဲ့စကားပြောတာအရန်ကိုတိမ်မွေးပါတယ်။ဒါပြင်မင်းမြင့်မို့နဲ့မိတ်ဆက်တဲ့အချိန်မှလည်းခါလေးကိုညွန့်ကစကားပြောနေကြတာပါ။မင်းမြင့်မို့ဘက်ကတော့အရန်ကြီးလေးစားတဲ့ပုံစံကိုထုံပြမိခဲ့ပါဘူး။မင်းမြင့်မို့ဘက်ကတာမန်ပြောနေကြအတိုင်းဒါပြောနေကြတာပါ။ဒါမဲ့တစ်ဖက်ကကမ္ဘောဒီးယားတော်ဝင်မင်းသမီးကျင်နာကအယုသေးပေးတာမို့အလေးထားသူတရားဖြစ်တဲ့အတွက်သူရဲ့ပုံစံအပြုမှုတိုင်းတစ်ဖက်ကိုလေးစားရဲ့အပြုတ်မှုကိုတောက်လျှောက်ထုတ်ပြနေကြတာပါ။ဒါကြောင့်မို့လဲမင်းမျိုးမို့ကတော်ဝင်မင်းသမီးအပေါ်မှာတိတ်မယိုသေးသလိုဖြစ်သွားကြရတာပါ။ပရိသတ်တွေကတော့မင်းမျိုးမို့အနေနဲ့တတပူပြီးဖော်ရွေကလေးစားရဲ့အပြုတ်မှုမျိုးကိုထုတ်ပြတင်တယ်လို့မြင်နေကြတာပါ။ကျင်နာကတိမ်ပွေနုညံကတပတ်သားပေါ်မှာဖေမကုညင်တတာအကြောင်းလဲပြည်ပနိုင်ငံတွေအထိကြောကြားနေရတာပါ။တော်ဝင်မင်းသမီးဆိုပေမဲ့တခါမှသူများပေါ်နိုင်တဲ့စင်းနေမလုပ်ခဲ့ပါဘူး။ပြည်သူတွေနဲ့တွေ့သူတိုင်းကမင်းသမီးဆိုပြီးခေါင်းညွန့်ကယိုတေးပေးကြရင်တော့သူမကတစ်ဖက်လူတဲ့ပုံညွန့်ကလေးစားမှုကိုပြန်ပြတတ်တာပါကျန်နာနဲ့တွေ့ဆုံမဲဆိုရင်လေးစားမှုနဲ့တိမ်မွေးမှုကိုအကောင်းဆုံးထုတ်ပြနိုင်မှသာကွာဟမှုသိမ့်မရှိနေမှာဖြစ်ပါတယ်ကျင်နာကပေါင်တင်ဆက်ဆက်ရေးမှလည်းအသက်အရွယ်နဲ့မလိုက်အောင်ကိုကောင်းတူတယောက်ပါမင်းမြင့်မို့ကိုသူမအနေနဲ့မသိပေမဲ့အရင်ကြီးဆုံးဆက်ဆံကပေါင်တင်ဆက်ဆံရေးကောင်းကြောင်းထုတ်ပြခဲ့တာဖြစ်ပါတယ်။ပိတ်တဲ့ကြီးရောကျန်နာရဲ့အပြုမှုတွေကအတူယူစရာကောင်းနေတယ်လို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်တို့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်သတင်းအကြောင်းအရာများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှဖြစ်လို့အသစ်သက်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခါလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးတရအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။